မင်္ဂလာပါကျွန်တော်တို့ဒီဗီဒီယိုလေးမှာတော့ Kingdom Crush ပါဒါတော့ကျွန်တော်တို့ Kingdom Crush ဗီဒီယို episode 1ပဲဖြစ်ပါတယ်ကျွန်တော်တို့လုံးစာမတိခေါ်ရမယ်ဟုတ်တိခေါ်မယ်ကျွန်တော်နာမည်ကိုတော့တီဗီသားထင်ပါပါလို့အကြည့်နေပြပြမှာပေါ့ Kingdom Crush ဖြစ်ပါတယ်လို့ဟိုကျွန်တော်လုံးတိရင်ခေါ်မယ်တိပါရင်ခေါ်ရမယ်ပေါ့နော်ဘို့မတိတိမှတ်ထားပါတော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာကျွန်တော်တို့လောက်ရှာရှာအကုန်လုပ်အောင်ကျွန်တော်စကားပြောမှားတာတွေရှိရင်ခွင့်လို့ပါကျွန်တော်ဟိုဗီဒီယိုစတင်လာမယ်ပါ like လေးတွေပေးပါအောင် subscribe လေးတွေလုပ်ပြီးပါအောင်အားပေးကြပါအောင်ဒီရုံးကျွန်တော်တိလောက်ဆိုတော့လောက်ဖို့ထင်တယ်နော်ရုံးကျွန်တော် crafting တွေလုပ်လိုက်မယ် crafting တွေလုပ်ဖို့တော့ကျွန်တော်တားရည်ယူလိုက်မယ်ဒီတားရည်ကကျွန်တော်တို့ချောင်းလေးတွေလုပ်လိုက်မယ်နော်ရတယ် okayကျွန်တော်တို့ crafting တွေပဲကြာမယ်ကျွန်တော်တို့ဘူးလမ်းဖြစ်ခဲ့ဘူးရေနော်ဟိုတနေ့သမီးအဲ့ဒါပါညမရိုက်ပြီးတော့3ရက်လောက်ပြီးတော့အတိုင်းလောက်ပဲနဲ့အတိုင်းနဲ့လည်းမနေတဲ့တော့အဲဂျိုလေးလောက်ပြီးတော့သမီးမှာစကားရက်ပြောတာအေးရှိပါအတိကောင်လေးကောင်ကအဲ့နောက်ကဒီဟာဟိုမှာအဲ့လိုပိုးထဲတာအဲ့ဘာလုပ်ညာလဲဆိုအောင်မလီသမီးကြောတဲ့ကိုစိတ်ပြီးချက်သိမ်းမွညွန့်ထားပြီးတော့သားလဲ Oh my god spider ဘာလို့ဘူးလဲမလဲဟို skeleton oh my god skeleton ရော အဲ့နောက်ကိုသမီးပြန်လိုက်တာဘယ်လိုဒီကူလုံးကတော့ဒီတော့တော့သွားမယ်နော်ဒီစဝဲဆိုတော့နည်းတော့တူမယ်ဗျာဟုတ်ကဲ့ဒီစဝဲဆိုတော့နည်းတော့တူမယ်တူနေတယ်ရောင်းလုံးလုံးဆိုရတယ်ဒီမှာရောဘူရာပေါ်တော့ဒီပိကတခုတည်းတော့တူတယ်နည်းနည်းကြာရင်တော့ဘယ်လိုပြောရလဲကျွန်တော်ဒီခင်းတဲ့ခွက်တယ်မှာကျွန်တော်တို့ secret base ကိုအရင်စောင့်မယ်ပေါ့နော်ဒီနေ့စကားတဲ့လေးရှိရတယ်ဘယ်လိုပါကျွန်တော်တို့ဒီလောက်ဆိုရင်ရတော့ပြန်ကျိုး ready လုပ်လိုက်ပါမယ်ကျိုးကန်နေပြီဆိုတော့လည်းမကြည့်ရတော့လည်းကျိုးရမယ်ဒီမှာညီကြောင်းပြနေတော့ဖြစ်ကျိုးပြီးကျိုးကန်ကျိုးရမယ်ကျိုးရရကျိုးရတော့ဒီဆက်ကျိုးရနဲ့ကိုဒီ46လုံးရတယ်ဒီမှာဒီနံပါတ် crafting တွေလို့ကျွန်တော်ဒီမှာဒါထည့်မယ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 ်โอเคဒီမှာဒါထည့်မယ်โอเคတော့ပြတ်တခုရပြတ်တခုရတာရအောင်ကျွန်တော်အပွားကြီးတွေထဲမှာဆော့ရှိတော့လားဒါလေးရအင်းဆောက်လို့ချိန်ကြရင်လိုရတော့ဘာကိုရတူးလာလိုက်ကိုကောင်းတယ်အင်းဆောက်လို့ချိန်ကြရင်ဒါလေးတွေပါထည့်ပြီးတော့ပါနော် secret base ဆောက်လို့ချိန်ကြရင် cover ရေးရုံဒီလမ်းမျိုးလေမောင်ရေးနေအဲ့လိုတွဲဆောက်ရမယ်ဒါမှမဟုတ်ကျွန်တော်ငင်းချက်လုံးချင်တယ်ငင်းချက်လုံးလို့ရတယ်တော့ဒီ cover လေးနေအောင်ဖေးကြံလေးက cover ဘာကောင်းလဲ cover လေးတွေလောက်ရတယ်နော်အဲ့ဒါလည်းဆိုဆိုရင်တမီးတို့မလို့ရဲ့အမတော့ဝချက်ပြုတ်ပြီးတော့မလောက်ကိုင်ထားသူတို့လိုးလာနော်ဒီလိုလိုစနေရတယ်နေစေးတော့နိုင်ရအောင်ဒီတမီးတို့အောင်တဲ့နာတဲ့တိုးပြီးနော်ဆောက်နေတာတေးကန်နာရနေဗျတေးကန်နာရနေပြီးအမကြီးရန်ဝတ်ဝိတေးတေးကန်နာရနေအေးဘယ်လိုဒီနိုင်တို့ဆောက်တဲ့အမိုက်တွေမြောင်းနေအမိုက်တွေကလောပုံဖတ်ထဲနဲ့တေးကန်နာရနေနော်လောက်တာပေါ့စိတ်ကပါပါပါဘယ်လိုမလဲတေးကန်နာရနေဒီလိုမျိုးတစ်ပင်နေမြေကြီးတွေရှိရနာနေပေါ့နော်အဲ့လိုမျိုးနေရာမှာနှစ်ကွက်မှာကွက်ပြီးတော့စောက်ချင်တာအလေတစ်မှာစောက်ချင်တာပေါ့နော်ဟိုဒါပြောအောင်ကျွန်တော်တို့ဒီစားလေးနောက်ဗီဒီယိုရှင်လာတိုင်းမှလေးတယ်မဆုံးတော့ဘူးဟိုစားကျွန်တော်တို့ဟိုစားလေးလုံးပေါ့နော်ဟိုတော့ကောင်းဒီတစ်ပင်တော့မလို့ဘယ်တော့လာလဲမလဲညဆိုရင်
6လုံးများနေပဲ အဲ့ဒါမျိုးဖြစ်ကြရင်နားမည် အဲ့လိုမျိုးနေရာလေးမှာစောက်ချင်နေဆိုတော့ကျွန်တော်သွားလိုက်မလို့ let's go အဲ့ဒါသမီးစပြီးတော့ဝါပြီးပြောရတယ် သူတေးကနာရနေရအဲ့တော့မသွားချင်တာဟောကျွန်တော် Spanish လည်းမလို့ရတယ်နော် Spanish ယူငါးကန်လေးကြီးအဲ့ဒီထဲမှာအသက်ရှူရပြင်းလိုက်တာပြင်းနေနှလုံးသားကိုလည်းယူမှာပေါ့နော် အဲ့ဒီလိုဖြစ်တဲ့ပေါင်းတွေနဲ့ ဒါကာလီလည်းချတယ် ဒေါ်လာပဲကွာတရားလို့ဒီထဲမှာ ဒီရဲ့1 point အခုကျွန်တော်စောင့်နေ1 point 1.21 point 72မှာပါတယ်ဒီဟာလေးညမိုင်ပန်းလေးရောတလားဗျာကျွန်တော်အဲ့ဒီပါပါနော်ဟုတ်တယ်ပါအဲ့လိုရောဟိုအရှေ့မှာတူညမှာစောင့်နေနော်ဒီမှာ pyramid ကြီးလည်းလုံးပါဒီတော့ကျွန်တော်အကုန်လုံးအော်လည်းမအားလုံးတော့ရှာအောင်အားရှိလို့ရနော် skeleton တွေကညဘက်ကပြင်းရှယ်ဖြစ်တာ အဲ့ဒါလည်းတီလာကောင်းလို့ပေါ့။နာယောဂခံစားရတာတီလာမကောင်းဘူး။တို့သမီးတို့ရွယ်သူစိတ်။ဒီမှာတော့ရောစရာ။သမီးတငယ်ကျိုးပေါ့ โอ้ตัวเดียวเลยโอ้มันก็ตัวอยู่นี่นะ ။တငယ်ချင်းသမီးတွေဒီဆိုရင်ဒီတော့ကလည်းနေကြည့်တယ် ก็เอามาได้สิexperience လေးလည်းကျွန်တော်ရှိနေတယ်နောက်ကျရင် network အောင်အောင်အန်ချန်လို့အောင်သူက30ပဲကျန်တာကျွန်တော်ပန်းလေးလေးရှိပန်းလေးစားမယ်ဒီဦးဘာတာဝတ်တာအဲ့ဒီရတော့ပြန်ပြီးအောင် အေးကဘူကီနဲ့အဲ့ခေါ်လိုက်တာလည်းတိုက်တယ်ကြောက်တာ โอ้มาซุ่มยามพี่ละเอ้ไอ้ซุ่มတော့ကြောင်းနေတာဘာလို့လဲဆိုတော့ဒီကောင်ကလေအာမချရည်အာမဝေးရမှာကဲအာမဝေးအာမမချပါဘူးတော့ကွာဟာကွာလောက်ပါလို့ပြောရတယ်ဒီကောင်အာမမချပါဘူးကွာ no အာမမချပါဘူးစားရပါဘူးဒီမောင်ဟိုမှာဘိုင်းကျွဲတွေမှာဆော့အာမချပါဘူးအဲ့လိုလက်အမီလို့အဲ့လိုဝါချင်းပြားတို့ပါ မချအောင်နော်မချအောင်ဖန်စလမ်ရှိတယ်ခပ်တင်းရှိတယ်ကြာဒီနေ့တော့ကျွန်တော်ဒီနားမှာလာအောင်နော်သမီးတို့ပဲအခုဒီရဖြစ်ပြီးတော့3နိုင်လောက်တော့ပြီးလို့ ဝဲဘွာအော်ကိုရနိုင်ကို ပေါ်ထိုင်ရော
ကြီးဖေဖေရဲ့တတာဖေဖေကြီးဘာလို့မဟုတ်ချင်လို့ဆိုပြီးဒီချက်တော့ပြီးတော့ဆဲတော့ဆဲတယ်အဲ့ဒါကလည်းမိတ်နေမှာကြတယ် ဘယ်မှာဆက်ပြီးဆိုရင်တွေ့လာနေပြီးတူးရင်အားလုံးတွေ့ရင်တွေ့တာမဟုတ်ဘူး ကိုမြင်လိုက်တော့မှဆက်ပြီးတော့ဘာလဲ အဲ့ကလာတာဘယ်နဲ့တော့3ယောက်က4ယောက်လားတမီးတွေ့သူမင်းကလည်း ဒီနေ့စီလာလက်ကောင်လည်းငိုလာအောင်တယ်စောက်နေရတာဒီမှာဆယ်လမ်းမှာလည်းစောက်နေရတာချင်းရခက်တာခက်တာဟုတ်တယ်အော်ချင်းရဝင်တော့ဒီကောင်လေးလက်ကောင်လေးလည်းကောင်လေးစနေကောင်လေးအော်ဟာ ရွာတယ်လေးပေါ့ ဆောက်ကြဘူးသူတို့တော့မှ အားရတမ်းရှိတမ်းရှိမို့တမ်းမကုန်နေဘူး ကျင်းနေပါနေ သူ့မြေတဲ့ တ တော့ မ်းမ အား ကုန်ကြအောင်ယူရမယ်ပေါ့အားရတဲ့လူကြီးကလည်းအားမရှိရောပဲ yes ဒီမှာရှိပေါ့ မနာလို့ပြပါတော့မနာလို့အဲ့ဒါမတိုင်းတော့မတိုင်းကိုယ်ကလည်းဘောဘယ်လိုဘောဒီမနီလာတာသိလေးတွေရောတယ်ဖြစ်နေကိုယ်ကိုနေပြီးတော့မှမနေ့ကလည်းမရောက်ဘူး ရှိတက်လိုက်โอเค ဆက်ပြီးတော့မော်တော့တော့တင်တော့အဲ့ဒီက ရှိတက်လိုက်ပါရော စစ်တယ်မရှိဘူးအမ တိုင်းရရွနေနေအဲ့ဒါရှင်းနေရ စစ်တယ်ညမှာတော့ရှိပြတော့တော့လည်းတော့လာပေါ့မှာတော့စစ်တယ်မရှိတော့တိုက်တယ်တိုက်နေတယ် ရှိပြောက်ကားကားရှိပြောက် အာရုံပြတာပြီးတော့တို့အလုပ်သမားတွေဆိုတော့အစိုးရထားကြညာတယ်လေးကအစိုးရထားကြ တော်ရထားနေကြလေ အစိုးရထားလို့ပလ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 အောက်ပဲအစိုးရထားကြတယ် နေနေကြတော့ဒီလိုတော့တိုင်းတော့မှတော့တိုင်းရှိတယ်အော်ဒီနေ့လည်းကိုယ်ကိုယ်ကိုယ်တရားထိုင်နေတယ် ဒီတော့ရင်တော့ အဲ့ဒါလည်းပြောဆိုတယ် အဲ့ဒါ ဒီ စိတ်က မှာ ချုပ် ပဲကြောက်ကြနေနေရင်ကောင်းမလား အဲ့ဒါတမျိုးကိုဒီလမ်း အဲ့ ကြောင်း အောင်ပါလေရုံးရမှာသူကတောင်းမချက်သေးဘူးတောင်းမချက်သေးဘူးတောင်းမချက်သေးဘူးမဆုံးတော့ဘူးလေမမမအမဘီအမဘီ နာကိုနာကိုတရားလည်းမရဘူးစိတ်ရှိကောင်းပါရောလက်ကလည်းကြောနေရနာကြောပတ်ချလေး ဒီကလာမလာမ ရ လာ နာနဲ့ဆိုင်ရော တမျိုးပါလို့အိမ်ညံတမျိုးအဲ့ဒါခုတာမော်ဒီတို့ဆိုညူမဲနေတယ်ဒီတမျိုးတရားစကန်သွားရင်အိမ်ရတယ်ချုပ်တာကောင်းပါပြီအဲ့ဒါလေးပြောတာလည်းကောင်းအပါလေးလို့ချုပ်သွားတယ်တမျိုးအဲ့ဒါလေး ဟာချာလာရတယ်တခုဒီလိုဆိုရင်အဲ့ဒါပြန်မှာကျွန်တော်စကင်တွေ့တယ် Super Skin နဲ့ Super Skin ဘာလို့ကြိုက်လဲဆိုတော့ကျွန်တော် Super ကိုကြိုက်တယ်ဘာလို့လဲဆိုတော့ Super ပေါ်လာလို့ဆိုရင် Sound Damage ပြောတယ်ကျွန်တော်လည်း Sound Damage ကြီးကျွန်တော် တကယ်စီကားတာ တုံးလို့ရနေတုံးနေတယ်ဒါပေမဲ့တုံးနေတုံးနေတုံးနေရတယ်တုံးနေ အဲ့တယောက်ချင်းနေတာကျတော့ထားတယောက်ချင်းနေတာကျတော့တိတိုင်လုံးချင်မလို့တော့ပါ ဖနက်ပဲလုပ်လိုက်ပါ ဘူးဒီလို ဖနက်ပဲလုပ်လိုက်မယ်ဖနက် အတွေးထဲမှာစိတ်ကလေးနေတော့ခလေးတုံးလည်းမရှိတော့နော်ဟို အဲ့ဒီဆေးနဲ့ပေါ်ရကြတော့တုံးနေတော့လည်းပေါ်နေတယ်အားလုံးပဲပိုင်းပိုင်းကျွန်တော်ဗီဒီယိုလေးနည်းနည်းကြာသွားပြီတင်တာနော်ဘိုင်